Hello ဒီနေ့တော့ Richard ကောင်းရှော်ရင်းနဲ့ကောင်းရှော်တဲ့ခါကျရင်သုံးတဲ့ product လေးတွေကိုတစ်ခါရင်းနဲ့ပြပေးမှာဖြစ်ပါတယ်အခုသုံးနေတဲ့ဟာလေးက hair treatment oil ဖြစ်ပါတယ်နှက်စီလို့လည်းခေါ်ပါတယ်စပင်ကိုကောင်းမလျှော်ခင်မှနှက်ပေးတာဖြစ်ပါတယ်ဒီနှက်စီလေးဟာဆိုရင်စပင်ကိုအရင်ကနေပြန်ပြီးတော့အဖြည့်ပေးတာဖြစ်လို့စပင်အရန်ကျွတ်နေတဲ့သူတွေပြီးတော့စပင်အရန်ခြောက်တဲ့သူတွေအတွက်ကရန်ကောင်းပါတယ်။ကောင်းမလျှော်ခင်နိုင်ရီဝက်လောက်နှပ်ပေးရမှာဖြစ်ပါတယ်။ Richard နိုင်ရီဝက်လောက်နှပ်ပြီးတော့ကောင်းလျှော်ပါတယ်။ Richard ကောင်းလျှော်လို့ပြီးပါပြီ။ကောင်းလျှော်လို့ပြီးပြီဆိုတော့dryer မမောက်ခင်လေးမှာအကောင်းကိုရေအရန်မဆိုးအောင်တုပ်ပေးပြီးတော့မှအခုလိမ့်တဲ့ဟာလေးကတော့အပူခံပေါ့နော်အပူခံ hair primer လေးပါ GM ကထုတ်ထားတဲ့ hair primer လေးပါသူကအဖို့ပူခံဖြစ်ပါတယ် dryer သုံးတာများတဲ့အခါကျရင်စပင်လေးတွေကနောက်ကျရင်တော့အချိန်ကြာလာရင်စပင်လေးတွေကခြောက်တတ်ပါတယ်အလိုမျိုးကအပူခံလေးတွေသုံးပေးရင်တော့စပင်အတွက်ပိုအဆင်ပြေပါတယ်အခုသုံးနေတဲ့ GM hair primer မဟုတ်ပါဘူးအပူခံလေးတွေပေါ့နော်ပစ္စည်းတွေ product တွေအများကြီးရှိပါတယ်ကိုအဆင်ပြေတဲ့ထေးကသုံးလို့ရပါတယ် Richard အခုသုံးတာကတော့ GM hair primer လေးပါအခုတော့ spin ကမဆူမချောက်အခြေအနေလေးကိုရောက်ပြီဆိုတော့ hair spray လေးကိုဖြန်းပေးမှာဖြစ်ပါတယ် GM ကထုတ်ထားတဲ့ hair spray လေးပါအဲ့ဒါကိုဥယျာဉ်ပြန်အနက်ဖြန်းပေးမှာဖြစ်ပါတယ်ဒီ hair spray လေးကစပင်ကျွတ်တဲ့သူတွေဆိုရင်တော့အရင်ကောင်းပါတယ်သုံးသင့်ပါတယ် hair spray တွေကဆိုရင်တော့စပင်အသစ်ပြန်ပေါက်ဖို့ကိုလည်းအားပေးပါတယ်ပြီးတော့အဓိကကတော့စပင်ကို strong ဖြစ်စေတဲ့အတွက်ကြောင့်စပင်ကျွတ်တာလုံးဝတိတာပါတယ်စပင်ကျွတ်တာလုံးဝရပ်သွားပါတယ်ကဲခုတော့စပင်ပုံသွင်းတော့မှာဖြစ်ပါတယ်စပင်ပုံသွင်းတော့မှာဆိုတော့အခုနာ hair primer လေးအပူခံလေးလိမ့်ထားတဲ့ဟာအောက်ပိုင်းနည်းနည်းလိုနေသေးတယ်ထင်လို့အောက်ပိုင်းလေးကိုနည်းနည်းပြန်ထည့်ပါမယ်အခုတော့စပင်ပုံသွင်းတော့မှာဖြစ်ပါတယ်ကိုဘာသာကိုအိမ်မှာဘလို့စပင်ပုံသွင်းမလဲဆိုတာလေးလည်းပြပေးထားပါတယ်ပုံသွင်းတဲ့ခါကျရင်တချို့ customer တွေကတော့အရန်ဘယ်လိုပြောမလဲကောက်ကြီးမဟုတ်ဘဲနဲ့အဖျားပိုင်းလောက်ကိုနည်းနည်းကိုလေးပဲကြိုက်တဲ့သူတွေများပါတယ်အခုနောက်ပိုင်းပေါ့နော်ဒီလိုမျိုးအဖျားပိုင်းနည်းနည်းကိုတဲ့ဟာဆိုရင်တော့အိမ်မှာကိုဘာသာကိုဒီလိုလေးပုံသွင်းလို့ရပါတယ်ကိုမ dryer နဲ့ဘီလုံးရှိပြီဆိုရင်တော့ဒီလိုလေးကိုဘာသာကိုအိမ်မှာ AC ပုံသွင်းလို့ရပါတယ်ပြီးတော့စပင်ပုံသွင်းတဲ့ခါကျရင်ကိုစပင်ကိုအရန်ခြောက်တဲ့အထိမှုတ်ပြီးတော့မှပြန်ပြီးတော့ပုံသွင်းတာထက်ကိုရဲ့စပင်မဆူမချောက်အနေထားလောက်မှာစပင်ပုံသွင်းနေဆိုရင်တော့ပို့ပြီးတော့ safety ဖြစ်တယ်ပေါ့နော်စပင်အတွက်စပင်ခြောက်တာလည်းတတ်တာမယ်ပြီးတော့ကိုစပင်ကအလိုခြောက်ပြီးတော့မှတစ်ခါပုံပြန်သွင်းမယ်ဆိုရင်တော့အပူဒဏ်ကနှစ်ခါခံတယ်လို့ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကိုရဲ့စပင်ပုံသွင်းတဲ့ခါကျရင်မဆူမချောက်အနေထားလေးမှာပုံသွင်းပေးတာကောင်းပါတယ်အခုခမကအပြင်သွားတာပဲဖြစ်ဖြစ်မသွားတာပဲဖြစ်ဖြစ်အကုန်လုံးနှိပါကစပင်ပုံသွင်းတာကြိုက်တယ်ပေါ့နော်အိမ်မှာနေရင်တော့မှစပင်ပုံမသွင်းရင်တော့မနေတတ်ဘူးအဲ့လိုဆိုတော့စပင်ပုံသွင်းတဲ့ခါကျရင်အပူခံလေးတွေတုံးပေးတော့ပို့ပြီးတော့အဆင်ပြေပါတယ်Richard ကပုံသွင်းတဲ့ခါကျရင်စပင်ကိုအဖျားပိုင်းအရန်ကောက်တာတွေလည်းတိတ်ပြီးတော့မကြိုက်ဘူးအဲ့လိုဆိုတော့အခုပုံသွင်းတဲ့အတိုင်းနည်းနည်းလေးအောက်ပိုင်း꿰ပြီးဆိုရင်တော့အဲ့ဒါအနေတော်ပဲ Richard ဆိုရင်တော့အဲ့ဒီပုံစံလေးကိုကြိုက်တယ်ပေါ့နော်ပြီးတော့ဆိုင်မှာလာတဲ့ customer တော်တော်များများကလည်းအလောက်အနေထားလေးကိုပဲကြိုက်တာပိုများပါတယ်အိမ်မှာကိုဘာသာကိုဒီလိုလေးလွယ်ကိုနဲ့ကိုစပင်ကိုပုံသွင်းလို့ရပါတယ်အရှိပိုင်းပုံသွင်းတဲ့ခါကျရင်လည်း wave flow မျိုးလေးထွက်အောင်အခုပြပေးသလိုပေါ့နော်အပေါ်ကိုမြင့်ပြီးတော့မှုတ်ပေးလိုက်ရင်တော့အဲ့လို wave ပုံစံလေးထွက်ပါတယ်ကဲခုတော့ပုံသွင်းလို့ပြီးပါပြီ hair curling ပြီးရင်တော့ပြီးပါပြီ Richard ဒီမနေ့တော့အေးသေးတွေမလာခင်ကောင်းလေး shop ဖြစ်ပါတယ်ကောင်း shop ရင်းနဲ့ Richard သုံးနေတဲ့ product လေးတွေကို
မျှဝေပေးတာဖြစ်ပါတယ်သူတို့ GM page မှာလည်း original page မှာလည်းသွားမှာလို့ရပါတယ်ပြီးတော့ Richardson မှာလည်းမှာလို့ရပါတယ်ကျေးဇူးတင်ပါတယ်